ကျွန်တော်နန်စော်နေတဲ့ကော်စောဟောင်းကြီးကိုမလိုက်တဲ့အခါအောက်မှာဝတ်ထားတဲ့ဒေါ်လာ3 သိန်းကိုတွေးလိုက်ရတယ်။အဲ့ဒီညမှာပဲပတ်စံတွေကိုဓာတုဆေးရည်တဲ့စိမ့်လိုက်တော့စွန့်ထင်းနေတာတွေအကုန်ချက်ချင်းပြောင်းဆင်သွားတာပေါ့။နောက်ဆုံးမှာတော့အချောက်ခံဆက်ထဲထည့်လိုက်တယ်။နောက်တနေ့မနက်မှာတော့ပတ်စံတွေကိုစီစဉ်တကျပြန်စီလိုက်ပါတယ်။ဒါဟာကွယ်လွန်သူရဲ့ပစ္စည်းသိမ်းဆည်းပေးရတဲ့ကျွန်တော်ရဲ့ပထမဆုံးအလုပ်ပဲလေ။အဖွားကိုအလောင်းကိုတွေ့ချိန်မှာသူဆုံးနေတာတလလောက်ရှိနေပြီ။အဖွားမျက်မျက်နီးနိုးသိမ်းထားခဲ့တဲ့ဓာတ်ပုံတွေနဲ့အမတ်တရပစ္စည်းလေးတွေကိုတစ်တာတစ်လုံးနဲ့တိတိကျကျထည့်ပေးခဲ့ပေမဲ့သူ့သားဖြစ်သူကတော့ပတ်စံကလွယ်လို့ဘာကူမှစိတ်မဝင်စားဘူး။ဗန်စာအုပ်ထဲမှာပတ်စံမရှိတာကိုမြင်တော့အဲ့ဒီအမတ်တရတစ်တာကိုပါလွှင့်ပစ်လိုက်ဖို့ကျွန်တော်တို့ကိုပြောပါသေးတယ်။ကျွန်တော်ပတ်စံတွေကိုသူ့စီသွားပေးခံဒီမှာပတ်စံတရွက်ချင်းစီပေါ်မှာစာသားလေးတွေရေးထားတာကိုသတိထားမိလိုက်တယ်။တခုခုကိုရိပ်မိသွားတာနဲ့ကျွန်တော်ဘန်ကိုသွားပြီးအဖွားရဲ့ငွေထုတ်ယူခဲ့တဲ့မှတ်တမ်းတွေကိုစစ်ကြည့်လိုက်တယ်။မထင်မှတ်ထားတာကဘန်ဝင်တဲ့အကုန်လုံးကအဖွားကိုသိနေကြတာပဲ။တကယ်တော့အဖွားကအန်ဆိုင်မှာမှတ်ဉဏ်ချို့ယွင်းမှုယောဂခံစားနေရတာပါ။အဖွားဟာနေ့တိုင်းဘန်ကိုလာပြီးဒေါ်လာ1000ထုတ်လို့ရှိတယ်လို့ထုတ်ပြီးတာနဲ့ဖုန်းတစ်ချက်ချက်ချင်းဆက်တက်တယ်တဲ့။ပတ်စံပေါ်မှာရေးထားတဲ့နံပါတ်ကိုကျွန်တော်ချက်ချင်းသတိရသွားပြီးဖုန်းခေါ်ကြည့်လိုက်တဲ့အခါတစ်ဖက်ကပြန်ထူတာအဖွားရဲ့သားဖြစ်သူပဲ။သူပစ္စည်းတွေလာသိမ်းတဲ့အခါပတ်စံတွေကိုပဲအလောတကြီးယူသွားချင်နေတာ။ကျွန်တော်ကသူ့ကိုတားပြီးကျွန်တော်နဲ့ခဏလိုက်ခဲ့ပါဦးလို့ပြောလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့မျက်လုံးထဲမှာပတ်စံကလွယ်လို့ဘာမှမရှိတော့ဘူး။ကျွန်တော်ရှေ့ကနေဦးဆောင်ပြီးသူ့ကိုအနောက်တိုင်းဝစ်စုံဆိုင်တစ်ဆိုင်ရှိခေါ်သွားလိုက်တယ်။အဲ့ဒီအချိန်မှာဆိုင်ရှင်ကထွက်လာပြီးအဖွားသားရဲ့နာမည်ကိုခေါ်လိုက်တယ်။ဆိုင်ရှင်ပြောပြတာကတော့အဖွားဟာနေ့တိုင်းဒီဆိုင်ရှိကိုလာပြီးဝစ်စုံတွေကိုကြည့်တတ်တယ်တဲ့။သူမမှာပတ်စံတွေအများကြီးရှိတယ်ဒီဝစ်စုံပုံစံကိုသူများစီမရောင်းလိုက်ပါနဲ့လို့လည်းအမြဲမှတက်တယ်တဲ့။ဒါပေမဲ့အဖွားကယောဂကြောင့်ပတ်စံထုတ်လာပြီးတိုင်းကော်စောအောက်မှာဝတ်ထားတတ်တယ်။နောက်တနေ့ဝစ်စုံလာဝယ်မယ်လို့ကြံရွယ်ထားပေမဲ့နောက်နေ့ရောက်ရင်အကုန်မေ့သွားပြန်ရောကျွန်တော်အမတ်တရတစ်တာလေးကိုသူ့စီကမ်းပေးလိုက်ပေမဲ့သူကပူပြီးဒေါသထွက်လာတယ်။တစ်တာကိုမြေကြီးပေါ်ပစ်ချပြီးဒေါသတကြီးနင်းချစ်ပစ်လိုက်တယ်။သူ့ပတ်စံတွေကိုယူပြီးထွက်သွားခါနီးမှာဆွေတာအင်ကြီးအဟောင်းလေးတစ်ထည်ကသူ့အာယုံကိုဖန်ဆားသွားတယ်။အဲ့ဒီအင်ကြီးကသူ့အလုပ်ဆောက်ဝင်ပြီးပထမဆုံးရတဲ့လစာနဲ့အမေဖြစ်သူကိုဝယ်ပေးခဲ့တာပါ။အမေကဘယ်တော့မှမဝတ်ပဲတင်ထားခဲ့တယ်လို့တနေ့ကျရင်တားကိုအကောင်းဆုံးဝတ်စုံတစ်စုံပြန်ဝယ်ပေးမယ်လို့အမြဲပြောခဲ့ဘူးတာကိုသူသတိရသွားတယ်။အဲ့ဒီတော့မှပဲသူ့ပေါ်ထားတဲ့အမေရဲ့မြတ်တာကိုသူနားလည်သွားပါတော့တယ်